ဘောလုံးသမိုင်းရဲ့အရှက်ရဆုံးအခိုက်အတန့်၅ခုကမ္ဘာအကောင်းဆုံးကစားသမားတွေတော့တခါတလေမေးပြောက်ခြင်းတဲ့အခိုက်အတန့်တွေရှိပါတယ်။အဲ့ဒီအမှားတစ်ခုတည်းကသူတို့ရဲ့ကစားသမားဘဝကိုဒီနေ့အထိလူတွေပြောနေကြသေးပါ။ဒီနေ့တော့ဘောလုံးသမိုင်းရဲ့အရှက်ရဆုံးအခိုက်အတန့်၅ခုကိုပြောပြပေးမှာဖြစ်ပါတယ်။ John Terry 2008 Champions League Final မှာ Chelsea အတွက်အဆုံးဖြတ်ပယ်နယ်တီကို John Terry ကန်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ချီချော်ပြီးလွဲချော်သွားတာကြောင့် Chelsea ကချန်ပီယံဖြစ်မဲ့အခွင့်အရေးကိုဆုံးရှုံးခဲ့ရပါတယ်။ Steven Gerrard 2014ခုနှစ်မှာလီဗာပူးကပရီးမီးယားလိဖလားနဲ့ရန်နီဆက်နေချိန်စတီဗင်ဂျယ်ရတ်ချော်လဲသွားပြီးပြိုင်ဘက်ကိုဂိုးပေးလိုက်ရပါတယ်။အဲ့ဒီအမှားဟာလီဗာပူးရဲ့ချန်ပီယံအိမ်မက်ကိုထိခိုက်စေခဲ့ပါတယ်။ Loris Karius 2018 Champions League Final မှာ Karius ရဲ့အမှားနှစ်ချိန်ကြောင့်လီဗာပူးဟာ Real Madrid ကိုရှုံးနိမ့်ခဲ့ပါတယ်။အဲ့ဒီပွဲဟာသူ့ရဲ့ကစားသမားဘဝမှာအမှတ်ရဆုံးနဲ့အခက်ခဲဆုံးညတညဖြစ်ခဲ့ပါတယ်။ David Beckham 1998ကမ္ဘာဖလား Round of 16မှာ David Beckham ဟာ Diego Simeone ကိုကန်ခဲ့တာကြောင့်အနီးကပ်ထိခဲ့ပါတယ်။အင်္ဂလန်အသင်းဟာအဲ့ဒီပွဲမှာရှုံးနိမ့်ခဲ့ပြီး Beckham ဟာနိုင်ငံတော်ဝန်ကပရိသတ်တွေရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီဖြစ်ရပ်ဟာသူ့ရဲ့ကစားသမားဘဝမှာအရှက်ရဆုံးအခိုက်အတန့်တွေထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ Zinedine Zidane 2006ကမ္ဘာဖလား Final မှာ Zidane ဟာ Marco Materazzi ကိုခေါင်းနဲ့တိုက်ခဲ့ပြီးအနီးကပ်ထိခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ဟာဘောလုံးသမိုင်းရဲ့အကျော်ကြားဆုံးအရှက်ရတဲ့အခိုက်အတန့်တွေထဲကတစ်ခုအဖြစ်ဒီနေ့အထိပြောဆိုခံနေရသေးပါ